ကျွန်တော်တို့ရဲ့အလုပ်ပေါ်မှာကျွန်တော်တို့သစ္စာရှိဖို့လိုတယ်။ဘယ်အခက်အခဲတွေပဲရှိကိုယ့်ရဲ့ professional ပေါ်မှာသစ္စာရှိဖို့ဟာအလွန်အရေးကြီး။ကျွန်တော်တို့က company ပေါ်သစ္စာမရှိခိုင်းဘူး။အဖွဲ့အစည်းပေါ်သစ္စာမရှိခိုင်းသေးဘူး။ကိုယ့် professional ပေါ်တော့သစ္စာရှိ။စာရေးဆရာလို့ပြောရင်စာရေးတဲ့အလုပ်ကိုသစ္စာရှိရ။စိုက်ကားနေတဲ့ဆရာကြီးကစိုက်ကားကိုချစ်ရ။စိုက်ကားကိုချစ်ရ။ဒါမှ owner ဖြစ်လာမယ်တိုးတက်လာမယ်အောင်မြင်လာ။ကိုယ့်ရာနေကိုယ့်ရာကိုချစ်ရ။ဒီနေ့မန္တလေးမှာအောင်သမားကြီးဦးအောင်ဟိုတနေ့ကပဲကျွန်တော်ပန်ပြောတယ်ဦးအောင်ကကုန်းရာတွေကကုန်းရာကိုချစ်တယ်ရွှေဆိုင်လုံးမှာရွှေဆိုင်ကိုချစ်တာမဟုတ်ဘူးဒါကြောင့်သူ့ရဲ့ကုန်းရာစိုင်းဘုတ်ကလေးသူချိတ်ထားတယ်ကုန်းရာရတယ်လည်း very happy ပျော်ပျော်ပါးပါးရတယ်အချင်းဆိုပြီးကုန်းရတယ်သူကုန်းရာရောင်းတော့လည်းအဲ့တော့ဘယ်လို့အခက်အခဲတော့ရှိမယ်သို့တော့ professional ကိုချစ်ဖို့နဲ့အခက်အခဲတွေကြုံလာတဲ့အခါမှာဒီ professional ပေါ်မှာကျွန်တော်တို့ရဲ့ confidence ဟာဘဝအောင်မြင်တိုးတက်ရေးအတွက်အရေးကြီးပါလူတွေအားလုံးကတော့ကျွန်တော်တို့ယုံကြည်စေခြင်းတဲ့အတိုင်းယုံအောင်တော့လုပ်လို့မရဘူးကျွန်တော်တို့ဖျားသခင်မဟုတ်ဘူးကျွန်တော်လူတိုင်းကြောက်လုံးမကျွန်တော်အောင်မြင်မယ်လို့ပြောရင်ဒင်းတိုင်းညောဟာယူပြီးတည်သွားဖို့ပဲရှိတယ်အခုတည်းကယူနေပြီလို့တော့မပြောနဲ့ပေါ့ယူနေပြီလို့ပြောရင်ကျွန်တော်တို့ကကြိုက်တယ်ဟုတ် crazy ယူတော့မှအောင်မြင်တာကိုလုံးတဲ့လို့ယူတယ်ကျွန်တော်တို့ကဟောပြောတဲ့အတက်ပညာယူတယ်စာရေးတာကိုယူတယ်ယူလောက်အောင်ချစ်တယ်အဲ့ချိန်စားခြင်းနဲ့ပို့ချစ်တယ်ဟောပြောဖို့ဆိုရင်ကျွန်တော်၈နာရီကျွန်တော်တကယ်